လက်ရှိအချိန်မှာယာတိတုပ်ကွေးကာကွယ်ဆေးကဆရာတို့မှတ်ပုံတင်ရှိပြီးသားဆေးတွေကတော့မရှိသလောက်တော့ရှားနေပြီเนาะဆိုတော့အဲ့တော့ထိုးမယ်ဆိုရင်တစ်ခါမှမထိုးသေးဘူးအခုမှစထိုးမယ်ဆိုရင်တော့သူကတော့2ကြိမ်ထိုးရမယ်ခလေးဆိုတော့8လပိုင်း9လပိုင်းထိုးကိုကအားထွက်တဲ့အချိန်လဲရောက်ရောစောင်းနှင်းရောက်သွားပြီးတော့ဖြစ်တယ်နောက်နှစ်တွေဆိုရင်တော့ကာကွယ်ဆေးကတို့4လပိုင်းလောက်ဆိုရင်ဝယ်မိကိုအဲ့တော့လေအကယ်၍ထိုးချင်တယ်ဆိုရင်တော့လေကိုစိတ်ချရတယ်လို့ယုံကြည်ရတဲ့ကာကွယ်ဆေး6ချိန်နဲ့ဆရာတို့အေးနဲ့ထားတာကိုအေးခဲစနစ်မပြတ်ဘူးဆေးတွေပြတ်မသွားဘူးเนาะတေးသေးချာချာလေးအေးခဲစနစ်နဲ့တင်စီထားတဲ့နေရာမှာเนาะကိုစိတ်ချရတဲ့နေရာရှိတယ်ထိုးကျင်တယ်ဆိုရင်တော့လေထိုးပါမဟုတ်ဘူးဆိုရင်တော့လေကျတို့ပေါ့နော်နောက်နှစ်ဆိုရင်တော့4လပိုင်းလောက်ဆိုစထိုးလို့ရပြီဆိုတော့အကြာကြီးတော့မဆောင်ရတော့ဘူးပေါ့နော်ဒါတော့သဘောရှိစတူတို့ဆုံးဖြတ်လို့ရပါတယ်ဖြစ်နိုင်ရင်တော့ဆရာတို့မှတ်ပုံတင်ရှိပြီးသားဆေးလေးတွေကိုပဲပူပြီးတော့sorry မှတ်ပုံတင်နဲ့လေဆရာတို့ register လုပ်ထားတဲ့ဆေးလေးတွေပေါ့နော်မြန်မာမှတ်ပုံတင်ရှိပြီးသားဆေးလေးတွေကိုပဲပူပြီးတော့ဆရာတို့ထိုးစေခြင်းပါတယ်နော်